ဒီနေ့တော့ကြက်သားနာလေးနဲ့ဖြစ်ပါတယ်စားစနစ်မုံရဲ့ဟင်းညမုံရဲ့ကြက်တမြူထောင်ထားရရဲ့ဂျင်းထောင်ထားရရဲ့ထည့်ပြီးတော့15မိနစ်လောက်ကြက်တောင်နှာထားလိုက်ပါမယ်ကြက်တူနီနွားလာနဲ့ကြက်တမြူထောင်ထားရတဲ့ထည့်မွေလိုက်ပါမယ်နွားအောင်ဖြူမွေမှာဖြစ်ပါတယ်ကြက်တူနီကြက်တမြူနွားလာရင်အယောင်နဲ့မုံထည့်ပါမယ်ရောင်နဲ့မုံထည့်ပြီးတော့နဲ့ဆက်မွေပါမယ်နေထားတဲ့ကြက်သားတွေကိုထည့်ပြီးတော့အရင်ဆုံးလုံးလိုက်မှာဖြစ်ပါတယ်ရေထည့်ပြီးတော့အဖောင်းအုပ်ပြီးတည်ထားလိုက်ပါမယ်။မဆလာထည့်ပြီးတော့ထပ်မွေပေးပါမယ်။ရလာရှိရင်တက်တော့နဲ့ဟန်ဒပွဲရရှိသည်ဖြစ်ပါတယ်။ဒီထက်ကိုအနည်းနဲ့များတောင်းကျင်တယ်ဆိုရင်တော့တက်တော့နေကြက်တွင်ပြီကိုပို့ပြီးတော့တုံးပေးလို့ရပါတယ်ရှင်ဗီဒီယိုလေးအဆုံးထိကြည့်ပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်